ကျွန်တော် Manchester United ဖန်နေကျွန်တော်မင်္ဂလာပါဗျာအခုပြောမယ်ဆိုရင် Manchester United အသင်းကို legend ကြီးကပြောမယ်ဆိုရင် Manchester United legend ကြီးအခုတော့တင်းလေးဆိုးနေတာပြောမယ်ဆိုရင်အခုဆိုရင် Bosco ဗျာကျွန်တော်တည်ပြောမယ် Bosco အခုသူ Instagram မှာတင်ထားတယ်ဒီလားကျွန်တော် Michael Carrick ကစားနေတာပြောမယ်ဆိုရင်ဒီ Man U ကစားနေတာ၄ဘက်လောက်ရှိပြီပေါ့ခြေစွမ်းညံ့နေပေါ့ဒီ Michael Carrick နဲ့တခုတော့တခုပဲဆိုပြီးတော့တင်ထားတယ်ချစ်တဲ့တူနာလီပေါ့အဲ့လိုပြီးခဲ့တဲ့အညာကရှင်မင်ကစားတဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ Newcastle နဲ့ပွဲမှာရှုံးလို့ကြတော့တယောက်ရောအနီကတယောက်နဲ့ရှုံးတော့တာဗျာအားကျွန်တော် Bosco ကကျွန်တော်တင်ထားတယ်ရှုံးပါလေဟုတ်တယ်မလားဘောလုံးသူကအမြဲကြီးနိုင်နေတာမှတ်လို့ဟုတ်တယ်မလားမက်ကကားလေးကျွန်တော်နိုင်ခဲ့တဲ့ပွဲတွေအများကြီးပဲကျွန်တော်သိလားအခုကင်ခဲ့တာလေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ခြေသွမ်းကောင်းမကောင်းနိုင်ခဲ့တာပဲခင်ဗျားတို့ Bosco တို့ခင်ဗျားတို့ကင်တော့နိုင်လားကျွန်တော်မေးချင်တာသိလားခင်ဗျားတို့24နာရီကျွန်တော်ပြောမယ်ဆိုတော့38ပွဲဇက်တိုက်လုံးရှင်းပြပွဲကုန်နိုင်လားဇက်တိုက်နိုင်လားခြေစွမ်းအရန်ကောင်းပြီခင်ဗျားတို့နိုင်လားကျွန်တော် my fan မဟုတ်ဘူးဗျာပြောနေတာကဟိုထားရောက်လေဒီ legend တွေကအတင်းကိုပြောမယ်ဆိုရင်တင်းကိုသူကပြောမယ်ဆိုရင်တော့အတင်းကိုသူကတိတ်ချစ်တော့ချစ်ပြီးတော့အရာဟိုတုန်းကအဖိုးဟိုကျွန်တော်တို့ရှိပါတယ်ကျွန်တော်တို့ဒီဘက်ဒီမှာကျွန်တော်ပါပြီဗျဥပမာကျွန်တော်ပါရဆိုရင်သူကလူငယ်တုန်းကငါငယ်တုန်းကဆိုရင်ဒါမျိုးလုပ်လိုက်ရရင်မင်းတို့လူငယ်ထက်တာတယ်ပေါ့ဟုတ်တယ်မလားငါငယ်တုန်းကဆိုရင်ဟာကောက်ငိုင်းပေါက်တာဗျာငါတို့တုန်းကဆိုရင်အဲ့လိုမျိုးကွာဟုတ်တယ်မလားသူတို့ကမတူဘူးခစ်ကဒါကလက်ရှိမန်ယူနဲ့ခင်ဗျားတို့ Bosco တို့ခစ်ကမန်ယူနဲ့မတူတော့လက်ရှိမန်ယူကအခုမှနိုင်ပွဲလေးတွေကအေးဆေးဖြစ်နေတာအခုမှတပွဲပဲရှုံးနေတာဗျာသူနိုင်ခဲ့တဲ့ပွဲတွေဟုတ်စပါးကိုနိုင်တယ် Manchester City တို့ Arsenal တို့နိုင်တယ် Chelsea တို့ကိုနိုင်တယ်ဟုတ်တယ်မလား Chelsea နိုင်တာပြီးကမ်းမင်းတော့မသိဘူးကျွန်တော်တို့ Liverpool လောက်မသိဘူးနိုင်တယ်မန်ယူကပြောမယ်ဆိုရင်ထားပါတော့ကျွန်တော်မသိဘူး Man City တို့ Arsenal ရောက်နိုင်တယ်ဗျာအဲ့ဒီနှစ်တင်းတွေနိုင်ခဲ့တာဗျာ Champions League တိုက်ပွဲမှာဝင်နေနှစ်တင်းကိုနိုင်နေတာဗျာဟုတ်တယ်မလားတပွဲနှစ်ပွဲလောက်လေဒီတပွဲလေးရှုံးနေမှာနဲ့ရှိမြအတိတွေဖို့တယ်ဘဲကောက်အပြေဘဲကောက်အပြေဘာဖြစ်နေစောက်ပေါ်ပဲတီးလားအဲ့လိုမျိုးစတိုင်နေကျွန်တော်တီးလားစောက်ပေါ်တွေရန်လောက်ကြတာကိုတင်းကိုချစ်တာကျွန်တော်ထောက်ပြလေဟုတ်တယ်မလားအခုကအသင်းရ Manchester United ကခင်ဗျအဆင့်တော့ရှင်အဆင့်3မှာရောက်နေတယ်တိလားအဆင့်3မှာရောက်နေတဲ့အသင်းဗျာနည်းနည်းလေးတော့ခင်ဗျားတို့ထိခံနိုင်တော့ရှိရမှာပေါ့အပေးခဲ့တဲ့ယာရီကပြီးလေယာရီပဲအခုပြစ္ဆုတ်ပံကိုကြည့်ပြစ္ဆုတ်ပံကိုကြည့်ဒါပြောနေတာပြစ္ဆုတ်ပံကိုကြည့်နော်ခင်ဗျားတို့လေချမ်းတွေကအတင်းကိုခါကျတော့ချစ်တာမှာခင်ဗျားတို့ဟိုတီအောင်နေကွာငါတို့တော့ဟိုမှာဘာညာကွာဆိုပြီးကိုစောက်ထည့်ကြည့်ရခင်ဗျားတို့ဖိုးတို့ဖြစ်နေပြီတိလားလူငယ်တို့နေရာပြပါမို့လက်ရှိနေထားကိုလည်းကြည့်ပါအတင်းကအခုမှပြောမယ်ဆိုရင်အမိုလင်းကန်ခဲ့တဲ့အတင်းကနေပြီးတော့အခုမှပြန်လဲပြီးတော့ကစားဟိုကနေနေမာကယ်ကာရီကစားကိုတွေနဲ့ကောင်းလာတာဗျာဟုတ်တယ်မလားကျွန်တော်တို့ AC ပဲမန်ယူဖန်ပြီးပြောနေကြတာဗျာတပွဲလေးရှုံးတာဗျာနောက်ပွဲနိုင်မှာပေါ့ဒီပွဲရှုံးသွားတယ် no problem အကောအဆင့်3မှာရောက်နေတာ AC ပဲဒီလား Newcastle ကိုရှုံးလို့လားဘာဖြစ်ဘူးဒီလားအဲ့ပွဲကိုလည်းကြည့်လိုက်ခင်ဗျားတို့လုံးဝခေါင်းနဲ့ချိုက်တွေကန်ကောင်းလို့ပြောမယ်ဆိုရင်ကိုကဟိုကကန်ကောင်းလို့မရှုံးတာ Newcastle ကတစ်ခါလေးကောင်လေးဖောက်ပြီးပြီးလိုက်ကိုအဲ့ကူကလည်းဘယ်ကိုမှမတတ်နိုင်ဘူးလေဝိတ်ပြီးဝင်တော့တာဗျာဟုတ်တယ်မလားတစ်ခါလေးတော့ရှုံးမှာပေါ့ကလေးမတင်တာဟုတ်တယ်မလားမင်းနိုင်ကပြောရမယ်မင်းတို့ကောင်ကြီးအနီကာလေးထုတ်ခံတော့မနိုင်ဘူးဟုတ်တယ်မလားလောကကြီးကပုံနေတက်လို့မရဘူးဗျာဟုတ်တယ်မလားလောကကြီးခင်ဗျားတို့ပြောမယ်ဆိုရင်ဒီလားခင်ဗျားတို့ခင်ဗျားကိုရမ်းချစ်ပါတယ်ပြောပြီးတော့ဗျာဟုတ်တယ်မလားခင်ဗျားကိုမြန်နိုးပါတယ်ခင်ဗျားကိုလက်ထက်မှာပဲဆိုပြီးပြောပြီးတော့လူတယောက်ကတော့မင်းနဲ့ခင်ဗျားကိုတကယ်လက်ထက်လာအဲ့လိုဟုတ်တယ်မလားခင်ဗျားအရန်ယုံလုံးဝကြီးလုံးမို့ပုတ်အပ်ထားတယ်ခင်ဗျားတဘောလားဆိုတာပုတ်အပ်ထားတဲ့လူတယောက်ကရောခင်ဗျားတကယ်ချစ်ခဲ့ရလားဟုတ်တယ်မလားဟိုလူတိုင်းတော့မဟုတ်ဘူးဗျာတချို့တွေကတော့ကျွန်တော်တို့ကိုချစ်တဲ့လူနဲ့ပဲရမှာပေါ့ဒါပေမဲ့လူတိုင်းမရနိုင်ဘူးလေဟုတ်တယ်အခုကလည်း Manchester United လေအတင်းကြီးဗျာဟုတ်တယ်မလားဟို Newcastle လည်းဖိမိတ်ကမှာပဲဒီတင်းကိုနိုင်ကြရပဲခင်ဗျားတို့အားတည်ရကျွန်တော်တို့ခင်ဗျားလိုအပ်နေတာစဉ်းစားပါလီဂန်နေကိုဆုံးမလီဂန်နေကိုဆုံးမပြရမဟုတ်လက်ရှိ Manchester United တပွားလေးရုံးတာဗျာအဆင့်3မှာရောက်နေရဗျာအေးစေးပဲငါတို့ချမ်ပီယံဝင်ရပါရမှာလေ Newcastle ဖြတ်မြင်းအတင်းဗျာလက်ရှိမှာပြီးကြော်တိလားသူတို့အိမ်ဝင်မှာကစားနေတယ်သူတို့အိမ်ဝင်မှာကစားတာဗျာ Newcastle အိမ်ဝင်ဘယ်လောက်ကောင်းလို့တိလားโอ้တိလားတကယ်ခင်ဗျားတိလားနော်ဒါကြောင့်ဂျာပန်ကြောင့်လည်းကြောပြတာပါအေးစေးကျွန်တော်ဂျာပန်ကြောင့်လည်းပြောကျွန်တော်ခင်ဗျားတို့legend တယောက်အနေနဲ့ Manchester United ကိုပြောတယ်လို့ဆိုမြင်တယ်ဒါကျွန်တော်ပြောတာတွေကကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးဗျာကျွန်တော်လည်းဆရာဘောလုံးဖန်တယောက်ကျွန်တော်ဆရာကြီးမဟုတ်ဘူးကျွန်တော်ပြောတဲ့ထက်မှာလည်းအမှားပိုင်းပါမယ်အမှားပါပိုင်းလည်းခုနကဘာလို့တောင်းဆိုချင်ပါတယ်အားလုံးပဲဘိုင်ပါ